မင်္ဂလာပါရှင်ဒီနေ့မှာတော့ဒူလေးတွေငငယ်လေးလုံးကပြောပြခဲ့မှုပဲပုံမြင်များတဲ့မှာအမှတ်တရလည်းအဖြစ်ဆုံးဖြစ်တဲ့နောက်ဘောနော်အရင်ကျင်နာတတ်ပင်မဲ့တစ်ခါတလေမှာလည်းကျန်ကျန်ဖက်ဖက်တွေးရှိတတ်တဲ့ဘင်းကြီးတယောက်အကြောင်းကိုပြောပြချင်ပါတယ်ဒီပုံမြင်လေးကဖနက်ဆိုတာဘယ်လိုမျိုးစတင်ပေါ်ပေါက်လာတယ်ဆိုတော့မျိုးစာလေးတစ်ခုလည်းဖြစ်ပါတယ်တို့ရဲ့ချစ်စရာဘင်းကြီးအကြောင်းကိုပြောပြခင်မှာ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဘင်းကြီးတစ်ပါးအိုးချုပ်တဲ့တိုင်းပြည်တစ်ခုမှာပြည်သူတိုင်းသူပြည်သားအပေါင်းတို့ဟာစီစဉ်အိုးစားရန်လာထက်ပြနဲ့ပြည့်စုံကြပြီးဘင်းရဲ့ကင်းဝေးကတာယာမှာပြောတဲ့ခွာများကိုပိုင်ဆိုင်ကြပါတယ်။တနည်းမှာတော့ဘင်းကြီးဟာတမိုင်းဝင်အထင်ကြီးရနေရတဲ့နဲ့ဖျားမှုတောင်းကိုအကျွဲဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီဖင်းစဉ်မှာစင်နေမြင်းနေမတုံးမနဲ့ချီကျင်သွားမှုအတွက်ပဲဆုံးဖြတ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းသူပြည်သားတွေနဲ့တွေ့ပြီးတော့နှုတ်ဆက်ချင်လို့ပါပဲချစ်ပေါင်းများစွာခရီးထွက်ပြီးနန်းတော်ကိုပြန်ရောက်လာခဲ့တဲ့ဘင်းကြီးဟာရန်ကိုပျော်ရွှင်ခဲ့ပါတယ်။တမိုင်းဝင်အထင်ကြီးနေရတွေနဲ့ဖျားတွေကိုလက်ပတ်ခဲ့ရတာလက်ပတ်ခဲ့ရတာရန်ကိုပျော်ရွှင်ခဲ့ပါတယ်။ပြီးတော့ချမ်းသာကြွယ်ဝတဲ့တိုင်းသူပြည်သားတွေကိုမျက်မြင်တွေ့ခဲ့ရနှုတ်ဆက်ခဲ့ရတာကိုလည်းပျော်ရွှင်နေခဲ့ပါတယ်။ဒီလန်နဲ့အချက်ကလူတွေဟာသူတို့ရဲ့ဘရင်နဲ့စကားပြောရတာကိုတိတ်ကိုပျော်ရွှင်ကြပါတယ်။သူတို့ရဲ့ဘရင်ဟာကျင်နာတတ်တဲ့စိတ်ထားရှိသူဖြစ်လို့လေလူတိုင်းကခွင့်ပြုကြပါတယ်။ဒါပေမဲ့ဘရင်ကြီးမှာနောင်လာရနေရတခုတော့ရှိပါတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်သူ့ရဲ့ခြေထောက်ကမခံနိုင်အောင်တိမခံနိုင်အောင်နာကျင်နေလို့ပါပဲ။ဘရင်ကြီးကနောက်နေ့မှာတော့သူ့ရဲ့ဝန်ကြီးတွေကိုပြောလိုက်ပါတယ်။သူ့ရဲ့ခြေထောက်တွေကမခံရနိုင်အောင်အရန်ကိုနာနေပါတယ်။လမ်းတွေကအရန်ကိုမှကြောကျန်းတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ခြေထောက်တွေကအရန်နာကျင်နေလို့ပြောလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲသူ့ခြေထောက်တွေတောင်ဒီတော့နာနေရင်တိုင်းသူပြည်သားတွေလည်းတော်တော်နာနေရှာမှာပဲလို့တနာနေပါတယ်။အဲဒီလိုနဲ့ဘရင်ကြီးကစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။ဘရင်ကြီးကသူ့ရဲ့အမှုထမ်းတွေကိုအမိန်ပေးလိုက်ပါတယ်။တိုင်းပြည်ဒီပြည်တော်မှာရှိတဲ့လမ်းတွေအားလုံးကိုတည်ရင်နဲ့ခင်းရမယ်လို့အမိန်ပေးလိုက်ပါတယ်။အဲ့ဒီခါမှာတော့ဝန်ကြီးတွေလည်းခေါင်းခွဲတော့ပါတယ်။ဘရင်ကြီးပြောသလိုဆိုရင်နွားတွေလည်းထောင်ချပြီးတော့တက်ဖြတ်ခံရမယ်အဆန်တွေလည်းအများကြီးကုန်မယ်ဆိုပြီးတော့မှဝန်ကြီးတွေလည်းခေါင်းခဲတော့ပါတယ်နောက်နေ့မှာတော့ဌာနတစ်ခုမှမျောမင်းရှိတဲ့ဝန်ကြီးတယောက်ကနေပြီးတော့မှဘရင်ကြီးကိုရှောက်တင်ပါတယ်အရှင်မင်းကြီးလမ်းတွေကိုတရင်နဲ့ချင်းမဲ့အစားအရှင်မင်းကြီးရဲ့ခြေထောက်နဲ့အတိုင်းတာယူပြီးတော့ဒီတရေပိုင်းစာလေးနဲ့ခြေထောက်အတိုင်းတာကိုအုပ်ပင်ရင်တော့မရနိုင်ဘူးလားလို့ဘရင်ကြီးကိုမေးလိုက်ပါတယ်ပညာရှိဝန်ကြီးရဲ့အကြံဉာဏ်ကိုကြားလိုက်တဲ့အခါမှာဘရင်ကြီးလည်းအံ့အားသင့်သွားပြီးဒီလိုဆိုလဲဟုတ်ပြီသားပဲလို့ဝန်ကြီးကိုချီးကျူးလိုက်ပါတယ်ဒီလိုနဲ့ဘရင်ကြီးဟာသူ့အတွက်တည်ရင်နဲ့လှုပ်ထားတဲ့ရှုခနက်တရံကိုမှားလိုက်ပါတယ်ပြီးတော့သူ့ရဲ့တိုင်းသူပြည်သားတွေအားလုံးလည်းရှုခနက်တွေလုပ်ပြီးဖို့မှားလိုက်ပါတယ်ဒီပုံမြင်လေးကပေးစဉ်တဲ့ဒီရန်စာကတော့လောကကြီးကိုပြောင်းလဲဖို့ကြိုးစားနေတဲ့အစားမိကိုအရင်ဆုံးပြင်ပြောင်းလဲတင်နေဆိုတာပါပဲဖနက်နဲ့ပတ်သက်ပြီးတော့စာအုပ်တော့လည်းဖတ်ဖူးပါတယ်နာမည်စီလုံးနဲ့မျိုးသမီးဆိုတဲ့ဘာသာတင်စာအုပ်တော့ပါဒီကနေပြီးတော့မှစာရေးဆရာနဲ့ဘာသာပြန်တဲ့စာရေးဆရာတွေကိုပြောပြပြပါလို့ခွင့်တောင်းချင်ပါတယ်ရှင်စာအုပ်ထဲမှာပါတယ်ဇက်လိုက်မျိုးသမီးကမြက်ကိုရီးယားမျိုးသမီးတို့ဖြစ်ပါတယ်သူတို့ရဲ့အယူအဆကဘာလဲဆိုရင်လှပတဲ့ရှုခနဲ့တန်ရန်ကကံကောင်းခြင်းနေစီခေါ်ဆောင်ပြတတ်တယ်လို့ဆိုပါတယ်သူမှလည်းလှပတဲ့ရှုခနဲ့တန်ရန်ပိုင်ဆိုင်ခြင်းနဲ့လို့ပြောပါတယ်အားလုံးလည်းကံကောင်းခြင်းနေစီခေါ်ဆောင်ပြသွားမယ်ရှုခနဲ့လေးတွေပိုင်ဆိုင်နေကြပါစေအဆုံးအထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်